ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဘောနော်ဒီကျွန်တော်စီကိုဖုန်းနေဆက်ပြီးတော့ဗောဗျာဟာဟိုမှာဗောနော်ဒီညီလေးအခုပတ်စံလေး9000လောက်ခဏရှိပါအောင်လို့ပတ်စံလေး3သိန်းလောက်ခဏရှိပါအောင်လို့နော်သိမကြောက်ဘူးလို့2သိန်းလောက်ပဲ3သိန်းလောက်ပဲစသဖြင့်5သိန်းလောက်ပဲဗောနော်ဒီလိုမျိုးတွေပတ်စံနေရှိတဲ့သူတွေရှိတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးတွေရှိတဲ့သူတွေကိုကျွန်တော်ကပြောချင်လဲဆိုတော့ဗျာလူတိုင်းကတော့အဆင်ပြေနေရတော့မဟုတ်ဘူးလူတိုင်းတော်တော်များများအကုန်လုံးခက်ခဲနေတာဗောနော်အဲ့တော့ဒီနေရာမှာပြောချင်တာကျွန်တော်လည်းရရင်အဆင်ပြေနေတဲ့သူတယောက်မဟုတ်ဘူးဒီလိုပဲเนาะစူးစမ်းရုံးကန်ပြီးတော့မှဒီငွေတွေကိုเนาะကိုယ့်ရဲ့ဝင်ငွေထုံးငွေတွေကိုเนาะစည်ရင်းနဲ့တိကျကိုကဒီနေ့ပေါ့เนาะဒီလက်ဖေးတောင်းရင်လက်ဖေးတောက်တာဘလောက်เนาะစပင်ညက်ရင်စပင်ညက်ခဘလောက်ဆိုင်ငယ်စီဖို့ဘလောက်ပုံမေဖို့ဘလောက်စသဖြင့်ကိုကစည်ရင်းနဲ့အင်းနဲ့လှုပ်ထားတဲ့သူတယောက်ဖြစ်တယ်ပေါ့เนาะအဲ့ဒါဆိုရင်ဒါကိုယ့်ရဲ့ဝင်ငွေကိုကိုကသိတယ်ကိုယ့်ရဲ့ထုံးငွေကိုကိုကသိတယ်အဲ့ဒီလိုမျိုးဆိုရင်ကိုအနေနဲ့ပေါ့နော်မလိုအပ်တဲ့နေရာမှာကိုကမသုံးတော့ဘူးသူများတွေတငယ်ချင်းတွေပေါ့နော်ဒီဘီယာဆိုင်တို့ဘာတို့ထိုင်နေခေါ်ရဲဆိုလဲကိုကမတော်ဘူးဘာလို့လဲဆိုကိုရဲ့ဝင်ငွေကိုကိုကနဲတယ်ဆိုတော့ကိုကတိတယ်ပေါ့ဗျာပြောချင်တာကိုရဲ့ဝင်ငွေကိုကိုကတိပြီးတော့မှကိုရဲ့ထွန်းငွေကိုလည်းကိုကတိတယ်ဆိုရင်နော်တချို့အရာလေးတွေမှာကိုကမသုံးမဲနဲ့နော်နေလို့ရတဲ့နေရာလေးတွေရှိရပေါ့ဗျာအဲ့တော့ကျွန်တော်ဆိုရင်ကျွန်တော်ရဲ့အမျိုးသမီးကိုအမြဲတမ်းပြောတယ်နော်မိမရေးမင်းမဒီ1 set တွေအများကြီးရှိတယ်ဗီဒီယိုတစ်ခုလုံးလည်းပြေးချန်နေတယ်အဲ့တော့လိုအပ်ဖဲနဲ့ပေါ့နော်1 set တွေချုပ်တာမျိုးတွေနော်ဒီ online ကနေမှာတာမျိုးတွေဒီလိုမျိုးတွေမလုံးနဲ့နော်ဒီအဝေးထဲဆိုတာပေါ့နော်တကယ်တမ်းကဟိုတန်ဖိုးရှိတဲ့အရာမဟုတ်ဘူးပေါ့ဗျာခဏလေးဖြုတ်ဝေးလိုက်ရင်ခဏလေးပဲနော်ဒီနေ့ဝေးတဲ့ပြင်နောက်ရဲ့ကြတော့သူတို့အတွက်ကဒါရိုးရီသွားပြီပေါ့ဗျာဒါမိန်းကလေးအများစုရဲ့ပြဿနာပေါ့လေအဲဒီလိုမျိုးဖြစ်နေတာပေါ့အဲ့တော့ကျွန်တော်ယောက်ျားလေးရကြတော့ရှင်တဲ့တုံးတန်းဘာမှအသိမလို့ဘူးပေါ့နော်ကျွန်တော်ဆိုလေဒီခြေပေါ့နော်စပင်းအတွက်ဆိုခြေလေးဝေးရတယ်အပြင်ဒီရိုးလေးဝေးရတယ်အခုမှဒီရေမွေးဆိုတာလေးဝေးတာပေါ့နော်အဲ့တော့ပြောချင်တာကိုယ့်တက်ကကုန်ကြစရိတ်တွေအများကြီးမထွက်ဘူးပေါ့နော်အဓိကတော့မျိုးသမီးရဲ့အတွက်ကိုကုန်ကြစရိတ်တွေထွက်တာများတယ်ပေါ့ဗျာဒါထားပါတော့ဒါနံပါတ်1တစ်ချက်ပေါ့အဲ့တော့ဒီကျွန်တော်စီကိုနော်ငွေတွေအဲ့လိုမျိုးလာရှိလို့ရှိရင်ကျွန်တော်ကကြတော့ပေါ့နော်ကိုမှမရှိဘူးဆိုပြီးတော့ပြန်ပြောရတာကိုကျွန်တော်အနေနဲ့ရှင်းပြောရင်မပြောချင်ဘူးပေါ့နော်ဟိုလူတယောက်ကကောင်းတဲ့အရာတွေတကူကပြောရင်စကားနောက်တရားပါဆိုတဲ့အတိုင်းမဖြစ်တာမကောင်းတဲ့အရာတွေကြတော့တန်းဖြစ်တယ်ပေါ့ဗျာပြောချင်တာဥမာဟာကျွန်တော်မှပါစက်မရှိဘူးဆိုပြီးလိန်ပြောလိုက်ရင်လည်းပဲတကယ်မရှိတဲ့နော်မကောင်းတဲ့အရာပဲကိုကြတော့ချက်ချင်းတကယ်ကိုနော်အဲဒီလုပ်ငန်းတွေလာနေတဲ့လုပ်ငန်းတွေဖြစ်နေတဲ့ကြားတွေကနေရက်တန့်သွားတာမျိုးတွေရှိတယ်ပေါ့ဗျာကိုကဖြစ်နိုင်ရလို့မျိုးမလိန်ချင်ဘူးပေါ့နော်အဲ့တော့မရှိဘူးဆိုတာကဘယ်လိုလဲဆိုကိုယ့်ရဲ့ဒီရုံမိုင်းဆိုင်ရာတုံးရမယ့်ပါစက်နေရှိတဲ့ကိုမိသားစုကိုကလည်းနော်ဒါတယောက်အနေနဲ့မိဘတွေထောက်ပံ့ရတာရှိတယ်နော်ကိုယ့်ရဲ့ဒီမိန်းမတို့ကလေးတို့နော်ဒီကိုယ့်ရဲ့ဒီမိသားစုတွေတုံးရတာရှိတယ်ကိုယ့်ရဲ့တကူရေတုံးရတာတွေရှိတယ်စသဖြင့်ပေါ့နော်ဒါတော့မှကျွန်တော်ကဒီဘီယာတောက်တာတို့เนาะဒီတငယ်ချင်းတွေနဲ့เนาะဟို KTV သွားတာတို့စသဖြင့်ပေါ့ဗျာเนาะဒီလိုမျိုးနေရာတွေမှာကျွန်တော်ကသွားလေးသွားထားမရှိတဲ့သူမလို့ပေါ့เนาะဒါရက်တီလို့ရတာပြောချင်တာကိုကဒါတွေကိုဥမာဝါသနာပါလို့ဖြစ်စေเนาะတငယ်ချင်းတွေကစုခေါ်လို့ဖြစ်စေကျွန်တော်ကသွားရတယ်ဆိုရင်မကောင်းဘူးပေါ့ဗျာပြောချင်တာတငယ်ချင်းကခေါ်တယ်ဆိုပြီးမဲ့လည်းနောက်တစ်ချိန်ကျရင်ကိုယ်လေကြရင်ကိုကခေါ်ရမှာပဲမခေါ်လို့ကမကောင်းဘူးလေเนาะသူ့လေတော့ကကိုကသွားထားတော့ကိုယ်လေကြရင်လည်းကိုကမဖြစ်မနေခေါ်ရမှာပဲအဲ့တော့ပြောချင်တာမလိုအပ်ဘဲနဲ့ပတ်စံနေအများကြီးပိုကုန်တယ်ပေါ့เนาะအဲ့တော့ပြောချင်တာအဲ့လိုမျိုးတွေလာရှိလို့ရှိရင်အဲ့ဒီလူတွေရဲ့เนาะမိသားစုတွေကိုလည်းသိစေချင်တာပေါ့ဗျာပြောချင်တာကိုယ့်ရဲ့အိမ်တော်ဦးစီးကိုယ့်ရဲ့ယောက်ျားဒီလိုမျိုးပတ်စံနေရှာရခတ်နေတဲ့ဟိုလူစီယာပတ်ရှိဒီလူစီယာပတ်ချီဒီလိုတွေဖြစ်နေတယ်ဆိုရင်ကိုယ့်ရဲ့အိမ်တော်ပဲအပေါ်မှာလည်းကိုကတီးဖို့လိုတယ်နော်ကိုယ့်ရဲ့ဒီအိမ်တော်ဘက်ကဒီလိုမျိုးတွေနောက်အောက်ကြခံပြီးတော့မှတခြားသူတွေစီကပတ်စံနေချီရတယ်ဆိုရင်ကိုကမလိုအပ်ပဲမတုံးမဲနဲ့ပေါ့နော်နေတဲ့နေရာတွေမှာနေရမယ်နော်လိုလို့ရှိရင်ကိုကပတ်စံထွက်ရှာဖို့လိုရင်ရှားမှာပဲနော်ပြောချင်တာအရင်တော့လူတဦးတယောက်တည်းကပတ်စံရှာလို့ရတယ်ဆိုတာနော်ငွေကြီးအရာရောက်ခိုင်မာမှုရှိတယ်ကျွန်တော်အဖိုးလက်ထက်တုန်းကဆိုရင်ကျွန်တော်အဖိုးဆိုရင်ဒီကျွန်တော်အဖေပါဝင်ပေါ့နော်ဒါတွေမွေးထားတာ9ယောက်ရှိတယ်နော်သမီးတွေနဲ့ဆိုနော်17ယောက်လောက်ရှိတယ်ဗျာပြောချင်တာအဲ့တော့အဲ့ခေတ်အချိန်တုန်းကပေါ့နော်ဒီလူတယောက်ကအိမ်တော်ဦးစီးတယောက်ကပတ်စံရှာရုံနဲ့တအိမ်လုံးထိုင်စားတော့လို့ရတယ်ဗျာပြောချင်တာငွေကြီးကအလောက်ထိတန်ဖို့ရှိတယ်ဖိုးရှင်တွေမှာကျတော့အိမ်တော်စုတစုမှာနော်မိသားစုတစ်ခုလုံးရှာမပဲနော်စားနိုင်တောင်းတဲ့အဆင့်လောက်ပဲရှိနေတာပေါ့ပြောချင်တာကဒီလိုမျိုးပေါ့နော်ကုန်စည်နှုန်းတွေနော်အစားမတန်တက်နေတဲ့ဟာဒီလိုဖြစ်နေတဲ့နေရာမှာတချို့တွေကပေါ့နော်ပတ်စံရရင်ရတဲ့သူတွေကဒီအခုပတ်စံရှိတဲ့သူတွေကလည်းပါတယ်ပေါ့နော်ပတ်စံလေးနည်းနည်းပါးပါးဟိုရလာပြီဆိုလေသူတို့စိတ်ထဲမှာဒီပတ်စံတွေကနောက်ဘယ်တော့မှမကုန်တော့ဘူးလို့ထင်ပြီးတော့နော် KTV တွေသွားကြတယ်ဘီယာတွေတောက်တယ်နော်ပြီးလို့ရှိရင်ဒါခဏပဲ2ရက်3ရက်ပဲပြင်အိုက်ပတ်စံကုန်သွားပြီကုန်သွားပြီဆိုလာပြီဟာညီလေးပတ်စံလေးကူညီပါအောင်ခဏပဲတိတ်မကြဘူး2ပတ်3ပတ်စသဖြင့်တစ်လားပဲကြာမှလာပြီအဲ့လိုမျိုးတွေပေါ့ပြောချင်တာကိုယ့်ရဲ့ဘဝအခြေအနေကိုကိုသိဖို့လိုတယ်ကိုလုံးနေတဲ့အလုပ်ကဘာလုပ်လဲကိုယ့်ရဲ့ဝင်ငွေကဘယ်လောက်ရှိလဲ
ကိုယ့်ရဲ့ထွက်ငွေကဘယ်လောက်ရှိလဲမလိုအပ်ဘဲနဲ့ပတ်စံနေမသုံးနဲ့ဒီလိုမျိုးပေါ့နော်ဒါလေးတွေကိုကိုကစည်ရင်းနဲ့နော်တရားလေးလှုပ်ထားစီခြင်းနဲ့ပေါ့ဗျာဒါလေးကိုကျွန်တော်ကြံကြံပေးခြင်းတာပါနော်ဟိုသူများမိသားစုကိစ္စတွေကတော့ကျွန်တော်ကတော့တောင်းတသိပြီးတော့ဝင်ပါလေးမရှိဘူးပေါ့ဗျာဒါပေမဲ့ကိုစီကိုဒီလိုမျိုးတွေပေါ့နော်ခဏခဏအာယုံနောက်တယ်ပေါ့ဗျာရှင်းပြောရင်ကိုကလည်းအလုံးလုံးနေတဲ့သူတယောက်ဖြစ်တော့ဗျာခဏခဏကိုစီကိုပတ်စံကိစ္စနဲ့ပတ်သက်ပြီးလာရှိတယ်ဆိုရင်ကိုကရှင်းပြောရင်ဘသူ့ကိုမှမပေးခြင်းပေါ့နော်မရှိခြင်းဒါအပွင့်လင်းဆုံးပြောရင်ဒါစီးပွားရေးလုံးနေတဲ့သူတိုင်းလည်းသိတယ်ပေါ့နော်ကျွန်တော်ကလည်းဒါဟို professional အလုပ်ဖြစ်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီငွေကြေးတွေကလက်ခံထားတယ်ဆိုပေမဲ့ကိုယ့်ရဲ့ client တွေရဲ့နော်ငွေကြေးတွေလက်ခံထားတယ်ဆိုပေမဲ့လုပ်ငန်းတွေမပြီးမရှင်ကျွန်တော်ဆိုရင်ဒီပတ်စံတွေကျွန်တော်မသုံးဘူးပေါ့နော်မသုံးဘူးဆိုတော့သူ့လုပ်ငန်းသူပြီးမှကျန်တဲ့အမြက်ကကျွန်တော်အတွက်ဆိုပြီးကျွန်တော်အဲ့လိုမျိုးပေါ့နော်ပတ်စံကိုစီးစနစ်နဲ့တရားထားတာပေါ့ဗျာပြောချင်တာအဲ့တော့ဟိုအဲ့ဒီကကိုအဲ့လိုက်တယ်ဆိုမဲ့ဒီပတ်စံတကူလုံးကကျွန်တော်ဟာဆိုပြီးတော့ကျွန်တော်သုံးလေးမရှိဘူးเนาะအဲ့တော့ဒီပတ်စံတွေကိုလည်းသူများစီကိုခုနပြောသလိုเนาะအတိုးတွေမမောလို့เนาะဥမာမဖြစ်မနေတောင်းလို့ပေးရတယ်အပြီးလို့ရှင်ကိုပြန်တောင်းတဲ့အချိန်မရဘူးအဲ့တော့အဲ့လိုတွေရှိတော့ကြတော့ကျွန်တော်ရှင်းပြောရင်ဘသူကိုမှကိုမရှိချင်တာအဲ့ကြောင့်တကယ်လဲဟိုရှိဖို့ကလည်းတကယ်ကိုအဆင်မပြေတာခုနပြောသလိုပေါ့เนาะရုံမိုင်းဆိုင်ရာလုပ်ငန်းတွေမှာသုံးကိုယ့်ရဲ့မိသားစုတလားကိုခဏပဲเนาะဖင်လဲကောင်းလဲနဲ့ချိန်တွေကမြန်သလားမပြောနဲ့အဲ့တော့အဲ့လိုမျိုးတွေဖြစ်နေတော့ကြတော့เนาะကျွန်တော်ဘသူ့ကိုမှတုံးတယ်ပတ်စံမချီးဘူးပေါ့ဗျာเนาะအရန်ကိုခင်မင်းရင်းနေတယ်တကယ်လဲဟိုဂတိတီးတယ်ကိုပြောတဲ့ရက်ကိုအတိအကျရတဲ့သူမျိုးလောက်ပဲတယောက်နှစ်ယောက်လောက်ပဲဒီလောက်ပဲကျန်တဲ့သူတွေတုံးတယ်ဆိုရင်ကျွန်တော်လုံးဝမပေးဘူးပေါ့เนาะအဓိကတော့အဲ့အကြောင်းလေးကိုကျွန်တော် sharing လုပ်ပေးချင်တာပါเนาะဒီကိုယ့်ရဲ့အိမ်တော်ဦးစီးကဒီလိုမျိုးတွေခက်ခဲကြုံနေရဲဆိုလဲလိုအပ်ရင်မိမဖြစ်တဲ့သူတွေကเนาะအိမ်မှာငုတ်တုတ်ထိုင်နေမဲ့အစားအပြင်လေးပါလေးထွက်ပြီးတော့ပတ်စံရှာစီးပွားရှာเนาะဒါအိုးတိန်ထူထောင်နေဆိုတာပေါ့နော်တဦးတယောက်တည်းနဲ့မပြီးဘူးကိုပါလိုက်ပြီးတော့စူးစမ်းပန်းစားနေเนาะဆောင်ရွက်တင်ဆောင်ရွက်ပေးရမှာပဲเนาะဒါလေးကိုကျွန်တော်ကြံကြံပေးချင်တာပါအားလုံးကိုကျေးဇူးတင်ပါတယ် see you next video bye bye